Game of Thrones ကဘာထဲမှာအမော်ပညာရှစ်မျိုးစာရေးဆရာကြီး George R. Martin ရဲ့အဆောင်က Ice and Fire ဝတ္ထုတွေကိုပြန်လည်ရိုက်ကူးထားတဲ့ Game of Thrones တဲ့က Fantasy ကဘာကြီးဟာတိတ်ကိုစိတ်ဝင်စားစရာကောင်းတယ်။အင်းပြ Fantasy ကဘာကြီးဆိုတော့စံပြသောအရာတွေအများကြီးပေါ့။ဒီတဲ့ကမှအထူးကြောင့်မှုတစ်ခုကိုထုတ်ပြရရင်တော့ Magic ဆိုတဲ့မော်ပညာပဲဖြစ်ပါလိမ့်မယ်။ Game of Thrones ကိုကြည့်ဖို့သူတွေဆိုရင်တော့ဒီကဘာကြီးထဲမှာမော်ဆန်တဲ့အရာတွေများစွာဖြစ်ပျက်နေတာကိုသတိထားမိကြပါလိမ့်မယ်။အမြင်သာဆုံးကိုပြောပါဆိုရင်တော့ The Land of Always Winter လို့ခေါ်တဲ့ Westeros ရဲ့မြောက်ဘက်အကျဆုံးသောနေရာက Night King နဲ့မိတွေမော့တတ်တဲ့နဂါးကျူတွေပါပဲ။နောက်ပြီးပရိသတ်တွေနဲ့မစိမ့်တဲ့ Red Roman Lady Melisandre ဟာလေလော်တော်လိုက်ကိုကိုးကွယ်သူတယောက်ဖြစ်တယ်လို့မော်ပညာချုပ်တက်ကြွတာကိုလည်းတွေ့ခဲ့ရပါလိမ့်မယ်။အဆုံးစွန်ပြောရမယ်ဆိုတော့ကျွန်တော်တို့နဂါးမေမေတယောက်နဂါးတွေကိုမွေးခဲ့တာဟာမော်ပညာနဲ့ပဲဖြစ်ပြီးအလေးလိုက်ရင်ဘရင်ဖြစ်သွားတဲ့ Bran the Broken တောင်မှ Workload တဲ့မွေးရပါမော်တက်ကိုအသုံးပြုနေခဲ့ရတာဆိုတော့နေရာတိုင်းဒီပါမော်ပညာနဲ့မကင်ဘူးပေါ့ဗျာ။ဟိုးရင်တော့အဖြစ်အပျက်တွေကိုပြန်သွားရရင်လေဒေါမ Valeria မတိုင်ခင်မော်ပညာဟာ Valeria ဘက်မှာထုံကားခဲ့တယ်လို့သိရသလိုValerian Stata တွေသုံးလို့စင်ပါလေတစ်စိတ်တစ်ပိုင်းအရေးပါခဲ့တယ်လို့ Mr. တွေကိုထောက်ပြကြပါတယ်။ Westeros ရှိဘက်ကတိုက်ကြီးဖြစ်တဲ့ Azor ရဲ့ Quad မှာတော့မော်ပညာဟာအတော်လေးကိုပေါရောက်ပြီး Warclaws တွေကျဆားတဲ့မြို့တော်လေးဖြစ်ပါတယ်။ပရိသတ်တွေမြင်အောင်ပြောရမယ်ဆိုတော့အတွက်တင်မှာတော့က Daenerys ရဲ့နဂါးပေါက်လေးတွေကိုခိုးယူဖို့ကြိုးစားခဲ့တဲ့အဖိုးကြီးဟာ Warlords တူဖြစ်ပြီးသူတို့ Media House of the Undying ဟာလည်းကြီးမားတဲ့စွမ်းအားတွေပိုင်ဆိုင်ထားတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ကျေပြန်လာတဲ့ Game of Thrones ကဘာကြီးတွေကမော်ပညာရှင်မျိုးဟာဘာတွေဖြစ်မလဲ။ဘလို့အသုံးပြုကြတယ်လဲဘယ်သူတွေကအသုံးပြုခဲ့တယ်လဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1 Elemental Control ဓာတ်ကြီးလေးပါထိန်းချုပ်ခြင်း Game of Thrones ကဘာကြီးထဲမှာလေဓာတ်ကြီးလေးပါဖြစ်တဲ့မီးရည်လေးမီးကိုထိန်းချုပ်နိုင်ကြတဲ့သူတွေရှိပါတယ်။မီးထိန်းချုပ်နိုင်တဲ့သူတွေထဲမှာ Pyromancer, Fireman နဲ့ Red Priest တို့ပါဝင်ပါတယ်။ Red Priest တွေကတော့လော်လာရဲ့အကူအညီနဲ့မီးတက်ကိုကစားကြတယ်ပေါ့။ Rider လေးမျိုးတို့ဟာ Water Magic အသုံးပြုတတ်ခဲ့ကြသလိုရေတွေကိုထိန်းချုပ်နိုင်ခဲ့ကြပါသေးတယ်။လေကိုထိန်းချုပ်နိုင်တဲ့ Aeromancer တွေကလည်းအဆိုင်ဘက်မှာကျဆားခဲ့သေးတဲ့ဗျ။အခြားသောမော်စရာတွေကလည်းဓာတ်ကြီးလေးပါအားထိန်းချုပ်နိုင်လောက်တယ်လို့လည်းသိရပါတယ်။နံပါတ်2 Definition ဂမ်ဘီယာညံအနာဂတ်ကိုကြိုမြင်နိုင်တဲ့အတတ်ပညာကိုတော့ Definition လို့ခေါ်ပါတယ်။ဒါကိုလည်း Game of Thrones ကြည့်ဘူးတဲ့သူတွေဆိုရင်ကောင်းကောင်းကြီးကိုမြင်ဘူးလေ။လော်တော်လိုက်ကိုကွယ်တဲ့ Lady Melisandre ဟာမိဘုံတွေကိုကြည့်ပြီးအနာဂတ်ကိုဟောပြောခဲ့ဘူးသလိုBrown Star ဟာ 3-eye Raven ဖြစ်လာပြီးအရာရာကိုကြိုမြင်နိုင်ခဲ့ပါတယ်။တတိယဖြစ်ဒါမျိုးကြိုမြင်တာတွေကို Ogos များရဲ့နီလန်အရ Green Side လို့ခေါ်ပြီး Targaryen တယောက်ကပြုလုပ်ခဲ့မယ်ဆိုရင် Dragon Drain လို့ခေါ်ပါတယ်။ Green Side သို့မဟုတ် Dragon Drain ရရှိနိုင်တဲ့သူတွေဟာမွေးရပါပါရမီကြောင့်ဖြစ်ကြတာများပါတယ်။နံပါတ်3 Skin Changing ဝင်ရောက်ထိန်းချုပ်ခြင်းဒါကတော့ brand တယောက် 3-eye Raven မဖြစ်ခင်မွေးရပါအစွမ်းကြောင့် Drake Sun တွေကိုဝင်ပူးနိုင်တဲ့စွမ်းအားကိုခေါ်တာဖြစ်ပါတယ်။ brand ပြင်အခြားသော Skin Changer တွေကိုပါတွေ့ခဲ့ရတာမှတ်မိပါလိမ့်မယ်။ Workload တယ်လို့လည်းခေါ်ကြသလို First Man တွေပါဝင်သူတွေဟာဒီအစွမ်းကိုရရှိဖို့အခွင့်အရေးပိုများကြပါတယ်။နံပါတ်4 Rising the Dead အသက်ပြန်သွင်းခြင်းဒါဟာ Night King ကအသေးကောင်တွေကိုအသက်ပြန်သွင်းတာလို့ထင်ရနိုင်ပေမဲ့မတူညီပါဘူး။ဒါဟာ Lady Melisandre ကJon Snow ကိုအသက်သွင်းခဲ့ဘူးသလိုလော်တော်လိုက်အကူအညီနဲ့ဆက်ရောကိုပါအသက်ပြန်သွင်းတာကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ဒီလိုမျိုးအသက်ပြန်သွင်းရမှာ The Last Kiss လို့ခေါ်တဲ့မီးနဲ့တန်းစင်ချင်းကျင့်စဉ်ကိုအရင်ပြုလုပ်ရပါတယ်။ဒီမှာရရှိနိုင်တဲ့ဆိုကြကတော့အသက်ပြန်ဝင်လာတာနဲ့အမျှအရင်ကအဖြစ်အပျက်တချို့ကိုမေ့သွားနိုင်တယ်ပင်ကိုစရိုက်ပြောင်းလဲသွားနိုင်ပါတယ်။ဒဏ်ရာတွေလည်းကြံရှိနေအောင်ပါ။နံပါတ်5 Necromancy အောက်လန်းပညာဒါကတော့ Night King အသုံးပြုတဲ့မော်ပညာပဲဖြစ်ပါတယ်။ဒေသမိသားလူတွေကိုအသိစိတ်မရှိတဲ့ဖုတ်ကောင်တွေဖြစ်အသက်ပြန်သွင်းတဲ့အတတ်ပညာပဲဖြစ်ပါတယ်။ဒါမျိုးတက်ကို Night King သာမကအခြားကျင့်ကြံခဲ့ကြတဲ့သူတွေလည်းအဆောင်က Ice and Fire သမိုင်းမှာရှိခဲ့ကြပါသေးတယ်။နံပါတ်6 Glamoring အသွင်ပြောင်းခြင်းတချို့သောမော်ဆရာမတွေဟာသူတို့ရဲ့ရုပ်တွေကိုပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ဒီလိုပြောင်းလဲရမှာလေနီလန်းမျိုးစုံကိုသုံးကြပါတယ်။တချို့တွေကအရေးနဲ့အလင်းအောင်ကိုအခြေခံကြသလိုတချို့တွေကတော့အရာဝတ္ထုတွေနဲ့ပြောင်းလဲကြပါတယ်။ဒီအတတ်ပညာကိုတက်မြောက်ဖို့ဆိုရင်အတော်လေးကိုကျင့်ယူရလို့နှစ်ပေါင်းများစွာကြာမြင့်တတ်ပါတယ်။ဥပမာ Game of Thrones တဲ့က Lady Melisandre ဟာအသွင်ပြောင်းအတတ်ပညာနဲ့ငယ်ရွယ်အောင်လုပ်ထားတာဖြစ်ပါတယ်။သူမရဲ့အသက်ဟာအနည်းဆုံးနှစ်400လောက်ရှိပါမယ်။နံပါတ်9 Blood Magic သွေးစီရင်ဒီပညာကိုအဆောင်က Ice and Fire ကဘာကြီးထဲမှာအမောင်မိုင်ဆုံးတဲ့အစွမ်းအထက်ဆုံးမော်ပညာလို့ပြောကြပါတယ်။ Valeria မှာနဂါးတွေကိုတိုးထိန်တွေဟာသွေးအစီရင်သုံးပြီးမွေးဖွားခဲ့တာဖြစ်နိုင်တယ်လို့ကောလာဟာလာတွေရှိပါတယ်။အစမှာပြောခဲ့တာနဲ့ဆက်ပြီးပြောရရင် Valerian Steel လောက်ရမှာလေသွေးအစီရင်တွေပါခဲ့တယ်လို့သမုတ်ကြတယ်။ဒီလိုသွေးအစီရင်နဲ့တေးလူတွေကိုအသက်ပြန်သွင်းနိုင်တယ်လို့အမြဲတမ်းတခုတော့ပြန်လဲပေးဆက်ရပါတယ်။ Game of Thrones မှာဒီနေ့ရဲ့ယောက်ျား Khal Drogo ကိုဆုံးမဟာသွေးအစီရင်သုံးပြီးကိုမဝင်စေခဲ့ပါတယ်။ဒီနေ့ရစီရဲ့မွေးကင်းသားကလေးငယ်လည်းပေးဆက်ခဲ့ရပါတယ်။နဂါးတွေကိုပြန်မွေးခဲ့တာဟာလေဒီလိုသွေးအစီရင်နဲ့အလဲလှယ်လုပ်ခဲ့တာပါပဲ။နံပါတ်8 Alchemy အဂရိပညာဒါကတော့အမော်ပညာတီးတန်းဆိုတာထက်အဂရိပညာမှာမော်ပညာပါထပ်တိုးပေါင်းထည့်ပြီးတတူနဲ့ drug ကိုပြောင်းခြင်းတွေအရာဝတ္ထုဖန်တီးခြင်းတွေလုပ်ကြပါတယ်
ဒီပညာရပ်ဟာလည်းအဆောင်ကအိုက်ဆန်ဖိုင်ယာကဘာကြီးထဲမှာတည်ရှိနေတဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ Game of Thrones ထဲမှာတည်ရှိနေတဲ့ပေါ်ပညာ၈မျိုးကြောင့်ပဲဖြစ်ပါတယ်။တချို့အရာတွေဟာကောလာဟလသဖွယ်ဖြစ်တယ်။ဒီကဘာကြီးထဲမှာအတိအကျလိုက်ကောက်ဖို့အရန်ကြာသွားပြီဖြစ်တာကြောင့်မရေရာလေးတွေရှိတယ်ဆိုပေမဲ့ဒါတွေအားလုံးဟာ GRM အဆိုရတိကျတေချာတာတွေကြီးပါပဲ။ကျွန်တော်တို့မသိနိုင်တဲ့မော်ပညာတွေလည်းရှိရင်ရှိနေအောင်ပါပေါ့။ပြောရမယ်ဆိုရင်ဒါဟာ fantasy ကဘာကြီးရဲ့အလှပခြင်းတစ်မျိုးပါပဲ။